ဆိုတော့ကျွန်တော်လေထစ်တွေကနေတဆင်ချင်းအပေါ်ကိုတက်လာရတယ်ဆိုတော့အဲ့လိုပုံစံမျိုးပဲလူသားတွေဟာလည်းပဲဘဝတစ်ခုမြင်မာဖို့အတွက်လေထစ်တွေကနေတဆင်ချင်းအပေါ်ကိုရောက်ရှိအောင်ကြိုးစားနေရတဲ့သူတွေဖြစ်ပါတယ်တချို့သူတွေကတော့ကိုယ်တိုင်လေထစ်တွေကနေတဆင်ချင်းတက်လို့အပေါ်ကိုရောက်လာတဲ့အခါမှာအောက်ကလူတွေကိုဘလို့လေထစ်ထောင်ပေးရမလဲဆိုတာတွေကိုစဉ်းစားတဲ့လူတွေရှိပါတယ်အဲ့တော့တချို့သူတွေကတော့ကိုယ်တိုင်လေကတစ်တွေနဲ့တဆင်ချင်းတက်လာလို့အပေါ်ကိုရောက်လာတဲ့အခါမှာတော့အောက်ကသူတွေကိုဘလို့လေကတစ်တွေထောင်ပေးရမလဲဆိုတာတွေကိုလုံးဝမစ်ပြောက်သွားကြတဲ့တွေ့လေးရှိပါတယ်အဲ့တော့ဒါရင်းနဲ့ပြောမယ်ဆိုရင်ကျွန်တော် value အနေနဲ့ပြောမယ်ဆိုရင်ဗုဒ္ဓဟာဒီပင်္ဂရာမြတ်စွာဘုရားခြေတော်ရင်းမှာရှင်သူမိလာရဲ့ဖြစ်ဘဝကလေးကနေသူဟာနိဗ္ဗာန်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်သို့တော်ညာလည်းပဲသူဟာလက်ထက်မှာရရှိခဲ့တဲ့နိဗ္ဗာန်ဆုကိုစွန့်လက်ပြီးတော့လေးသန့်ခြင်းနဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့တန်တရားရေလျံမှာနေမွဲမျောပါနေတဲ့တရဝါတွေကိုကယ်တင်ဖို့အတွက်သူဟာကြင်ကြင်အားထုတ်ခဲ့တာဖြစ်ပါတယ်ပေးဆက်ခြင်းအတွက်မဟာလူသားဖြစ်ပါတယ်တချို့သောသူတွေကတော့တရားဖို့ရရှိအောင်ကြိုးစားတဲ့အခါမှာ30%ရာခိုင်နှုန်း50%ရာခိုင်နှုန်းသောရက်လက်တွေကိုမိမိရဲ့ပတ်ဝန်းကျင်အတွက်ဖွံ့ဖြိုးတိုးတက်ဖို့မိမိရဲ့ဒီနေထိုင်ရာဒေသကိုအကျိုးပြုဖို့အတွက်ပေးဆက်တဲ့သူတွေရှိပါတယ်တချို့သူတွေကတော့ရယူခြင်းလက်တစ်ဖက်သာပါလာပြီးတော့ပေးဆက်ဖို့အတွက်လက်တွေမပါလာတဲ့သူတွေလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ value တစ်ခုကိုတိဆောက်တဲ့အခါမှာကိုဘလို့အခြေအနေကိုပဲရောက်ဘလို့အနေအထားတစ်ခုကိုပဲရောက်ကိုယ့်ရဲ့လူပေါင်းအဖွဲ့အစည်းတစ်ခုကိုဟာတစ်ဖက်ကယူနေသည့်တိုင်အောင်တစ်ဖက်မှာဘလို့လှပတဲ့လက်အဖြစ်ပုံဖော်ဖို့အတွက်မိမိဟာတန်ဖိုးတစ်ခုကိုတိဆောက်ကြရမှာဖြစ်ပါတယ်အဲ့တော့မိမိအနေနဲ့တရားဖို့ရယူပြီး30ဖို့လောက်ပေးကမ်းနိုင်တဲ့လူလားဒါဆိုရင်မဆိုးပါဘူးတရားဖို့ရယူပြီး30ဖို့ပေးနိုင်တဲ့လူလားအဲ့တော့တရားဖို့ပေးနိုင်ပြီး50ဖို့ပေးနိုင်တဲ့လူလားမိမိဟာအပေါ်ရောက်သွားတဲ့အခါမှာအောက်ကလူတွေကိုလှေကလေးထောင်ပေးတဲ့သူလားမိမိဟာအပေါ်ရောက်သွားတဲ့အခါမှာအောက်ကလူကိုလုံးဝမစ်ပြောက်သွားတဲ့လူလားဆိုတော့ဒါတွေဟာပါလဲဆိုတန်ဖိုးတွေဖြစ်ပါတယ်အဲ့တော့ဘဝမှာလူသားကပါလှပဖို့လူသားပတ်ဝန်းကျင်ရှင်သန်လှပဖို့အတွက်မိမိရဲ့ပတ်ဝန်းကျင်ကနေစပြီးတော့ value တစ်ခုကိုတိဆောက်ကြပါစို့လို့ပြောကြရင်ကျွန်တော်အဆုံးသတ်လိုက်ရပါတယ်